Mino Fighter စောင့်ရင်ကျန်းနေရင် Super လက်နဲ့ပေးတွေးလိုက်ပါဒါကတော့အရင်ကပြောခဲ့တဲ့စကားပါအခုကတော့ Mino Fighter စောင့်ရင်ကျန်းနေရင် Iman Ghazali ရဲ့နဲ့ပေးတွေးလိုက်ပါလို့ပြောရတော့မှာပါ Iman Ghazali ရဲ့ကတော့ Flyweight မှာမှွေတိုင်းကစားတာဖြစ်ပါတယ် Flyweight မှာရှည်တန်လက်တန်အတော်ရှိပါတယ်လက်သီးပါဝါပြင်းတယ်ရှေကန်ချက်ကောင်းတယ်ပတ်တရောင်နေဆိုရင်မထင်မှတ်တဲ့အနေထားတွေကနေထွက်လာတတ်ပါတယ် Flyweight တန်က fighter တွေအတွက်ကတော့ဖြည့်ရှင်းရခက်တဲ့ပု္ပ္ပစာတစ်ပုဒ်ပဲဖြစ်ပါတယ်ဝမ်ရှစ်မြေရှစ်မှာ9ပွဲထိုးသက်ထားပြီး9ပွဲလုံးအနိုင်ရထားတာပါအဲတဲကမှာ6ပွဲကိုအလဲထိုးထားတာဖြစ်ပါတယ်ရန်ကျန်းတဲ့ထဲမှာပါပါတယ်လာမယ့်20ရက်နေ့မှာနောင်အိုနဲ့ Flyweight ခပတ်လူရမှာပါဒီပွဲမှာလည်း Iman Ghazali ရက်ကပဲအလဲထိုးဒါမှမဟုတ်အမှတ်ပြည့်နဲ့ကိုအနိုင်ရပါလိမ့်မယ်ရုရှားသားရဲ့ပောက်ကွဲအားကိုနောင်အိုအနေနဲ့ထိန်းနိုင်မှာမဟုတ်ပါဘူးသူသာ Flyweight Champion ဖြစ်လာရင်တေချာပေါက်စိန်ကုန်မှာက Rotan ကိုပါမြန်မာတွေကိုနှိမ်တတ်တဲ့ Rotan စီကို Iman Ghazali ရဲ့ဆိုတဲ့မုံတိုင်းကြီးကတန်းတန်းမမတ်ကြီးကိုလာနေပါပြီ Rotan အနေနဲ့ပြေးမလားလဲထိုးခံမလားဆိုတာစောင့်ကြည့်ရပါမယ်နောက်ဗီဒီယိုတွေအတွက် Like and Follow လုပ်သွားပေးကြပါအောင်